Hello ဒီနေ့ကတော့ချက်ကင်စားပါမယ်စားချင်တာကတော့ Thai style အရသာချက်ကင်စားချင်တာဒါပေမဲ့လုပ်လိုက်တာတော့ India style tandoori chicken ဖြစ်သွားတယ်ချက်ရင်မုံတစ်ချမ်းကိုနှစ်ပိုင်းပိုက်လိုက်တယ်ချက်ကြီးပဲမစားချင်လို့ဘေးနာကချက်သွန်ခွင်းရဲ့ခဲညင်ကြီးရဲ့ပြောင်းမှုရဲ့ထည့်ခင်မယ်မယ်နော်အနှစ်ကတော့စနစ်မုံငတိစိတ်မုံမဆလာငရုတ်ကောင်းနည်းနည်းမင်းချင်းချက်သွန်ဖြူထောင်းလာလေးနဲ့အနှစ်လေးလုပ်ပြီးတော့ချက်သားနဲ့ရောပြီးတော့ခဏလေးချက်သားနှက်ထားပါမယ်နှက်ပြီးရလာတယ်အာဗန်ထဲမှာမိနစ်40ကြာအောင်กินပါမယ် air fryer မရှိလို့အာဗန်ထဲမှာกินတာပေါ့နော် air fryer နဲ့ဆိုရင်တော့အရင်မြန်တယ်အစာပလာတွေတော့10မိနစ်လောက်ပဲกินပြီးတော့ဖယ်ထုတ်လိုက်ပါမယ်ဖယ်ပြီးတာနဲ့ချက်သားကိုထပ်ပြီးတော့ပေါ့နော်မီးအရှိန်မြင့်ပြီးတော့မိနစ်30ထပ်ကြာအောင်กินပါမယ်ကဲဒါဆိုရင်တော့ရပါပြီ India style tandoori chicken ဖြစ်သွားတဲ့ကြောင့်မလို့တံမြာသေးလေးညှစ်ပြီးတော့စားလိုက်တာအရန်စားကောင်းတယ်ချက်သားကလည်းလုံးဝနူးအိပြီးတော့ချစ်ချစ်ထုတ်ထုတ်ကလေးနဲ့ပေါ့နော်ရှယ်ပဲကဲနောက်ရကြမှာ Thai style chicken လေးပြန်กินပြပါမယ်အားလုံးပဲတတာ